Golden Gate ဒေသဆိုင်ရာစင်တာရဲ့မိတ်ဆက်ဗီဒီယိုကနေကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုကိုကြည့်ပြီးရင်သင်ဘာတွေသိလာနိုင်မလဲ။ဉာဏ်ရည်ပိုင်းဆိုင်ရာဖြစ်စေဖွံ့ဖြိုးမှုပိုင်းဆိုင်ရာဖြစ်စေနှစ်မျိုးလုံးမှာဖြစ်စေမတန်ဆွမ်းကြောင်းကိုယောဂရှာဖွေတွေ့ရှိထားတဲ့ဒါမှမဟုတ်ယောဂရှာဖွေတွေ့ရှိထားခြင်းမရှိတဲ့ကလေးသုံးဖို့အရွယ်ရောက်ပြီးသူတို့ရဲ့မိဘဖြစ်တယ်ဆိုရင်တင့်အနေနဲ့ကယ်လီဖိုးနီးယားဝန်ဆောင်မှုတွေအကြောင်းကိုပုံမလေ့လာနိုင်မှာဖြစ်ပြီးတင်ချင်ရတဲ့သူတွေကိုပံ့ပိုးကူညီနိုင်မှာဖြစ်ပါတယ်။ဒီဗီဒီယိုမှာဆွေးနွေးသွားမယ့်အကြောင်းအရာတွေကတော့ကယ်လီဖိုးနီးယားဒေသဆိုင်ရာစင်တာစနစ်၏ခြုံငုံသုံးသက်ချက် Golden Gate ဒေသဆိုင်ရာစင်တာ၏သမိုင်းကြောင်း Golden Gate ဒေသဆိုင်ရာစင်တာရှိဝန်ဆောင်မှုများ၏ခြုံငုံသုံးသက်ချက်နဲ့နောက်ထပ်လှုပ်ဆောင်ရမယ့်အစီအများပဲဖြစ်ပါတယ်။ California ဒေသဆိုင်ရာစင်တာစနစ်၏ခြုံငုံသုံးသက်ချက် California ပြည်နယ်မှာဖွံ့ဖြိုးမှုပိုင်းမတန်ဆွမ်းတဲ့သူတွေနဲ့သူတို့ရဲ့မိသားစုတွေရဲ့လိုအပ်ချက်တွေပြည့်မီစေဖို့အတွက်ဝန်ဆောင်မှုတွေကိုရှာဖွေပြီးအသုံးချရာမှာအထောက်အကူဖြစ်စေဖို့ဒေသဆိုင်ရာစင်တာစနစ်ကိုဖန်တီးထားပါတယ်။ဒီလိုဝန်ဆောင်မှုတွေမှာမွေးကင်းစကနေ36လအတွင်းကလေးငယ်တွေအတွက်အစောပိုင်းပံ့ပိုးကူညီရေးဝန်ဆောင်မှုနဲ့မတန်ဆွမ်းသူတွေအတွက် Long-term Act ဝန်ဆောင်မှုတွေပါဝင်ပြီးဝန်ဆောင်မှုတိုင်းကိုဝင်ငွေဒါမှမဟုတ်လူဝင်မှုကြီးကြပ်ရေးအခြေအနေတွေအရခွဲခြားသတ်မှတ်ထားခြင်းမရှိပါဘူး။ဖွံ့ဖြိုးမှုပိုင်းမတန်ဆွမ်းမှုဆိုတာကတော့စိတ်ပိုင်းဆိုင်ရာဒါမှမဟုတ်ရုပ်ပိုင်းဆိုင်ရာချို့ယွင်းမှုတွေကြောင့်ဖြစ်လာတဲ့နာတာရှည်ယောဂအုပ်စုကိုဆိုလိုပြီးအရွယ်မရောက်မီဖြစ်ပေါ်လာတတ်တဲ့အပြင်အုံနောက်အာယုံကြောချို့ယွင်းခြင်းဝက်ယူးပြန်ယောဂနဲ့ Autism ယောဂတွေပါဝင်နိုင်ပါတယ်။ Golden Gate ဒေသဆိုင်ရာစင်တာ၏သမိုင်းကြောင်းဒေသဆိုင်ရာစင်တာ22ခုရှိပြီးအကျိုးမြတ်မယူတဲ့ပုဂ္ဂလိကအဖွဲ့အစည်းတွေဖြစ်ခါဖွံ့ဖြိုးမှုပိုင်းမတန်ဆွမ်းတဲ့သူတွေကိုတက်သက်တာဝန်ဆောင်မှုတွေကိုချိတ်ဆက်ပေးဆောင်ပါတယ်။ Golden Gate ဒေသဆိုင်ရာစင်တာက San Francisco, Marin နဲ့ San Mateo County တို့မှာနေထိုင်တဲ့သူတွေကိုဝန်ဆောင်မှုတွေပေးဆောင်ပါတယ်။ဉာဏ်ရည်နဲ့ဖွံ့ဖြိုးမှုပိုင်းမတန်ဆွမ်းသူတွေကိုလွတ်လပ်မှုနဲ့အခွင့်အလမ်းတွေစီရှောက်လန်းနိုင်စေဖို့မျှော်မှန်းချက်ထားကဝန်ဆောင်မှုပေးဆောင်ပြီးသူတို့ရွေးချယ်ထားတဲ့ရက်ရွာအတိုင်းဝိုင်းမှာပါဝင်ပံ့ပိုးပေးနိုင်ပြီးရှင်သန်ရပ်တည်နိုင်ရုံမျှသာမကအတိုင်းဝိုင်းထဲမှာရှိတဲ့သူတွေရဲ့တန်ဖိုးထားမှုနဲ့လက်ခံယုံကြည်မှုရရှိဖို့အတွက်ရည်ရွယ်ထားပါတယ်။ GGRC မှာရုံးခွဲ3ခုရှိပါတယ်။ San Rafael, San Mateo နဲ့ San Francisco တို့မှာပဲဖြစ်ပါတယ်။ Golden Gate ဒေသဆိုင်ရာစင်တာရှိဝန်ဆောင်မှုများ၏ခြုံငုံသုံးသက်ချက် GGRC ဝန်ဆောင်မှုတွေကိုရယူဖို့အတွက်သတ်မှတ်ချက်ပြည့်မီနိုင်စေရန်တင့်အနေနဲ့ Marin, San Francisco ဒါမှမဟုတ် San Mateo County မှာနေထိုင်တဲ့သူတစ်ယောက်ဖြစ်ရမှာဖြစ်ပြီးပေါ်ပြပါအချက်တွေကတစ်ခုခုနဲ့ကိုက်ညီနေရမှာဖြစ်ပါတယ်။ဒီအချက်တွေကတော့ဖွံ့ဖြိုးမှုပိုင်းမတန်ဆွမ်းသူတို့ဖြစ်နေခြင်းဖွံ့ဖြိုးမှုပိုင်းနှောင့်နှေးနေတဲ့မွေးကင်းစကလေးငယ်သို့မဟုတ်လမ်းလျှောက်တက်စကလေးငယ်အသက်36လအထိဖြစ်နေခြင်းဝင်ပြုံးမှုနှောင့်နှေးနိုင်စေသည့်အန္တရာယ်အခြေအနေများရှိနေသောမွေးကင်းစကလေးငယ်သို့မဟုတ်လမ်းလျှောက်တက်စကလေးငယ်အသက်36လအထိဖြစ်နေခြင်းဇီဝဆေးပညာဆိုင်ရာအချက်များ၏ပေါင်းဆက်တွက်ချက်မှုအရာဝင်ပြုံးမှုပိုင်းမတန်ဆွမ်းမှုဖြစ်နိုင်ခြင်းမြင့်မားနေသည့်မွေးကင်းစကလေးငယ်သို့မဟုတ်လမ်းလျှောက်တက်စကလေးငယ်အသက်36လအထိဖြစ်နေခြင်းအစောပိုင်းပံ့ပိုးကူညီရေး GGRC အစောပိုင်းပံ့ပိုးကူညီရေး program ကမွေးကင်းစကလေးကနေအသက်36လအထိဖွံ့ဖြိုးမှုနှောင့်နှေးနေတဲ့ကလေးတွေကိုဖြစ်စေဖွံ့ဖြိုးမှုနှောင့်နှေးနိုင်တဲ့အန္တရာယ်အခြေအနေတွေရှိနေတဲ့ကလေးတွေကိုဖြစ်စေဇီဝဆေးပညာဆိုင်ရာအချက်တွေနဲ့ပေါင်းဆက်တွက်ချက်မှုအရာဖွံ့ဖြိုးမှုနှောင့်နှေးနိုင်တဲ့ကလေးတွေကိုဖြစ်စေအစောပိုင်းဂျားဝင်ကုသရေးဝန်ဆောင်မှုတွေပေးဆောင်ပါတယ်။အကယ်၍အစောပိုင်းပံ့ပိုးကူညီရေးကသင်ဒါမှမဟုတ်တင့်မိသားစုနဲ့သက်ဆိုင်နေတယ်ဆိုရင် intake@ggrc.org ကိုဆက်သွယ်နိုင်ပါတယ်။အချက်လက်စုဆောင်းခြင်းနဲ့အကဲဖြတ်စစ်ဆေးခြင်းဒီလုပ်ငန်းစဉ်ကတော့တင်သတ်မှတ်ချက်ပြည့်မီမှုရှိမရှိနဲ့လိုအပ်တဲ့ဝန်ဆောင်မှုတွေကိုဇုံဖြတ်ပေးမှာဖြစ်ပါတယ်။အကဲဖြတ်စစ်ဆေးမှုအကြံပေးတအုပ်ကိုတင်ကိစ္စနဲ့ပတ်သက်ပြီးတာဝန်ပေးပြီးတာနဲ့ဒေသဆိုင်ရာစင်တာကအင်တာဗျူးတစ်ခုကိုချိန်စုအကြောင်းပြန်မှာပါ။တင်ကသတ်မှတ်ချက်ပြည့်မီသွားပြီဆိုတာနဲ့တင်အတွက်သတ်မှတ်မန်နေဂျာနဲ့တွေ့ဆုံရမှာဖြစ်ပါတယ်။တင်လိုအပ်ချက်တွေပြည့်မီရန်အကောင်းဆုံးနည်းလမ်းတွေပေါ်ဆောင်ဖို့အဆိုပါမန်နေဂျာကိုလေ့ကျင့်သင်ကြားပေးထားတာဖြစ်ပြီးတင်အနေနဲ့တဦးချင်းတည်တဲ့အစီအစဉ်IPP ကိုဖြစ်စေမိသားစုလိုက်တည်တဲ့မိသားစုဝန်ဆောင်မှုအစီအစဉ် IFSP ကိုဖြစ်စေရွေးချယ်နိုင်ပါတယ်大家好မင်္ဂလာပါကျမနာမည်ကမေစီချမ်ပါကျမကလူမှုဝန်ထမ်းတူဖြစ်ပါတယ်ကျမကအင်္ဂလိပ်စာအပြင်ကန်တုံနဲ့မန်ဒရင်းဘာသာစကားကိုလည်းပြောနိုင်ပါတယ် GGRC ကိုစတင်ဝင်ရောက်မဲ့မိသားစုအသစ်တွေအားလုံးကိုကျမအကြံပေးချင်တာကတော့ပထမဆုံးအနေနဲ့သူတို့ကကျမတို့ရဲ့ဒီနေရာတွေကိုသိထားတဲ့နဲ့ပြီးရင်ကျမတို့ကိုဆက်သွယ်ရမယ့်ဖုန်းနံပါတ်လိပ်စာနဲ့အီးမေးလ်တွေကိုသိထားတဲ့နဲ့အရေးအကြီးဆုံးကတော့သူတို့ရဲ့လူမှုဝန်ထမ်းတွေကိုသိထားတင်ပါတယ်။ဘာလို့လဲဆိုတော့သူတို့က GGRC ကနေဝန်ဆောင်မှုတွေရယူဖို့
လမ်းညွှန်ပေးတဲ့သူတွေဖြစ်နေလို့ပါပဲလူမှုဝန်ထမ်းနဲ့အတူတကွလက်တွဲလှုပ်ဆောင်မှုကတကယ်ကိုအရေးကြီးလာပါတယ်တမတ်ချက်ပြည့်မီတဲ့သူတိုင်းဒါမှမဟုတ်မိသားစုတိုင်းကိုဆက်သွယ်ဖို့အတွက်ကျမတို့ဘက်ကလူမှုဝန်ထမ်းတဦးစီကိုတာဝန်ပေးထားပါတယ်အဲ့ဒီလူမှုဝန်ထမ်းကတင်တို့ကိုဆက်သွယ်ဖို့အတွက်ဖြစ်စေတင်အခြေအနေနဲ့လိုအပ်ချက်တွေကိုနားလည်နိုင်ဖို့အတွက်ဖြစ်စေတွေ့ဆုံမှုတစ်ခုကိုချိန်ဆဖို့အတွက်ဖြစ်စေအကောင်းဆုံးကြိုးစားသွားမှာဖြစ်ပါတယ်ဘာလို့လဲဆိုတော့ကျမတို့စီမှာလူတဦးချင်းအတွက်ဖြစ်စေမိသားစုတွေအတွက်ဖြစ်စေဝန်ဆောင်မှုတွေအစီအစဉ်တွေရှိပြီးဝန်ဆောင်မှုအစီအစဉ်တွေမှာမိကွန်းတွေလည်းမေးသွားမှာဖြစ်ပါတယ်ဒီလိုမိကွန်းတွေမှာတင်မိသားစုတိုက်ခန်းကျန်းမာရေးအခြေအနေအာမခံပညာရေးအလုပ်ကိုင်ငွေရေးကြေးရေးအခြားအရာတွေဖြစ်တဲ့ဖြောပြရေးဘဝပန်းနိုင်စတဲ့မိကွန်းတွေပါဝင်နိုင်ပါတယ်ဒီတလုံးမှာတော့ကျမတို့ကသူတို့ဘဝရဲ့အိမ်မက်တွေအကြောင်းကိုမေးခဲ့ပါတယ်ကျမတို့အနေနဲ့သူတို့ရဲ့အိမ်မက်တွေအကောင့်ထဲပေါ်နိုင်ဖို့ကိုလည်းကူညီပေးခြင်းပါတယ်ဒီနေ့ဥပဒေတွေအရဒေသဆိုင်ရာစင်တာတွေအနေနဲ့ Lanterman Act နဲ့အတူဒေသဆိုင်ရာစင်တာရဲ့ရန်ပုံငွေတွေကိုအသုံးမပြုခင်မှာအခြားရန်ပုံငွေရင်းမြစ်တွေကိုရှာဖွေထားဖို့လိုပါတယ်တမတ်ချက်ပြည့်မီသူတွေအနေနဲ့ဒီလိုဝန်ဆောင်မှုတွေကိုခံစားပိုင်ခွင့်ရှိပါတယ်လက်ခံရယူနိုင်တဲ့ဝန်ဆောင်မှုတွေနဲ့ပံ့ပိုးကူညီမှုအမျိုးအစားကတော့အိမ်တွင်းပံ့ပိုးကူညီရေးဝန်ဆောင်မှုအိမ်ပြင်ပပံ့ပိုးကူညီရေးဝန်ဆောင်မှုနေထိုင်ဆောက်ရှောက်ရေးဝန်ဆောင်မှုအရွယ်ရောက်ပြီးသူတို့နေပိုင်းဝန်ဆောင်မှုအစရှိတာတွေပဲဖြစ်ပါတယ်။စာရင်းအပြည့်စုံကို GGRC website မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။လူမှုဝန်ထမ်းတွေရှိတာကတကယ်ကိုထိရောက်မှုရှိပါတယ်။ဝန်ဆောင်မှုရယူသူတွေနဲ့ဆက်သွယ်မပြတ်ရှိနေနိုင်တယ်လို့သူတို့နဲ့အခြေအနေအရရက်တိုင်းမှာဆက်သွယ်နိုင်ပြီးမိသားစုဝင်တွေနဲ့လည်းဆက်သွယ်နိုင်မဲ့အပြင်သူတို့ရဲ့လိုအပ်ချက်တွေကိုမျှဝေသိရှိနိုင်တဲ့အတွက်ကျမတို့ဘက်ကမှန်ကန်တဲ့ဝန်ဆောင်မှုတွေကိုသူတို့ဘဝတစ်လျှောက်လုံးအတွက်ပေးဆောင်နိုင်ပါတယ်။ GGRC နဲ့လူမှုဝန်ထမ်းတွေရဲ့အခန်းကဏ္ဍကတော့ဝန်ဆောင်မှုနဲ့ပစ္စည်းအမျိုးမျိုးကိုပေးဆောင်နိုင်ဖို့ဖြစ်ပြီးအဖွဲ့တစ်ဖွဲ့အနေနဲ့ဆောင်ရွက်နိုင်ဖို့ပဲဖြစ်ပါတယ်။ဒါမှသာဝန်ဆောင်မှုရယူသူတွေရဲ့လိုအပ်ချက်တွေကိုပြည့်မီစေနိုင်ပြီးသူတို့ရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်နိုင်မှာဖြစ်ပါတယ်။ကျွန်တော်နာမည်က Francis ဟာပါကျွန်တော်ရဲ့သား၄နှစ်ပြည့်ကနီးမှာသူ့ရဲ့ကလေးဆရာဝန်စစ်ဆေးခဲ့ပြီးကျွန်တော်ကိုအတိပေးခဲ့တာကတော့ကျွန်တော်ရဲ့သားကိုတီးတဲ့ဝန်ဆောင်မှုပေးဖို့လိုပြီးသူ့မှာဝက်ယူပြန်ယောဂရှိပြီးအော်တီဆင်အဆစ်တစ်ခုကိုရောက်နေတယ်လို့ဆိုပါတယ်ကျွန်တော်အဲ့ဒီအကြောင်းကိုအရင်ကမသိခဲ့ပါဘူးအဲ့တော့ဆရာဝန်ကကျွန်တော်ကို GGRC စီကိုညွှန်ပေးခဲ့ပါတယ် GGRC ဘက်ကကျွန်တော်မိသားစုအပေါ်ကူညီခဲ့တဲ့အရာတွေကတော့စကလုံးနဲ့ပြောမပြတတ်လောက်အောင်ကောင်းမွန်လာပါတယ်ကျွန်တော်အနေနဲ့ဘလို့ဖော်ပြရမှန်းတော့မသိပါဘူးဘာလို့လဲဆိုတော့ GGRC ဝန်ထမ်းတွေကကျွန်တော်တို့ကိုစိတ်ရင်းအမှန်နဲ့ဂရုစိုက်ပေးတဲ့အတွက်ဖြစ်ပါတယ်မိသားစုထဲမှာကလေးမွေးဖွားလာလို့ပဲဖြစ်စေသင်ကြားရေးဆရာဝန်ကလေးဆရာဝန်စတဲ့ပညာရှင်တွေလိုအပ်လို့ပဲဖြစ်စေ GGRC ကိုဖုန်းတစ်ချက်ဆက်ပြီးအကူအညီတောင်းနိုင်ပါတယ်ကျွန်တော်အကောင်းဆုံးအကြံပေးလိုတာကတော့သူတို့ဘက်ကဖုန်းခေါ်လာရင်လစ်လျူမရှုပါနဲ့သူတို့ကတင့်ကိုဖုန်းခေါ်ဆိုတာပဲဖြစ်စေစာပို့တာပဲဖြစ်စေသူတို့ဘက်ကိုအကြောင်းပြန်တင်ပါတယ်ဒါအပြင်ကျွမ်းကျင်ပညာရှင်အမျိုးမျိုးကတင့်ကိုရည်ညွှန်းချက်တွေပေးလိုက်မယ်ဆိုရင်အဲ့ဒီရည်ညွှန်းချက်ကအဓိပ္ပာယ်ရှိနေတယ်ဆိုတာသိကြပါတယ်မိဘတယောက်အနေနဲ့ဒီဘလောက်ပဲသိထားပါစေ GGRC ကိုချက်ချင်းဖုန်းဆက်တင်ပါတယ်ဘာလို့လဲဆိုတော့ GGRC ကဝန်ဆောင်မှုအမျိုးမျိုးကနေမတူညီတဲ့ပံ့ပိုးကူညီမှုတွေကိုပေးဆောင်နိုင်လို့ပဲဖြစ်ပါတယ်သင်အနေနဲ့ဆရာဝန်ရဲ့စကားကိုနားထောင်သင့်တယ်လို့သင်ကြားရေးဆရာရဲ့စကားကိုလည်းနားထောင်သင့်ပါတယ်ကျွန်တော်ကတော့တုံ့ပြန်တာနောက်ကျသွားတဲ့အပေါ်နောင်တရမိပါတယ်ဒါပေမဲ့လူတိုင်းကတော့ကျွန်တော်လိုနောက်ကျမယ်လို့မထင်ပါဘူးဒါကြောင့်ချက်ချင်းပဲဖုန်းခေါ်လိုက်ပါသင်အနေနဲ့ GGRC အပါအဝင်ဒေသဆိုင်ရာစင်တာတွေကနေအကူအညီရယူနိုင်ပါတယ်နောက်ထပ်လှုပ်ဆောင်ရမယ့်အစီအများသင်က Golden Gate ဒေသဆိုင်ရာစင်တာမှာရှိတဲ့ဝန်ဆောင်မှုတွေကိုစိတ်ဝင်စားပြီးရှောက်ထားလို့တယ်ဆိုရင် email ကနေဖြစ်စေအချက်လက်စုဆောင်းရေးဖုန်းလိုင်းကနေဖြစ်စေဆက်သွယ်နိုင်ပါတယ်ဒီဗီဒီယိုဖြစ်မြောက်အောင်ပံ့ပိုးကူညီပေးခဲ့တဲ့ California ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးဝန်ဆောင်မှုဌာန Golden Gate ဒေသဆိုင်ရာစင်တာလူမျိုးအားလုံးကျန်းမာရေးပိုင်းဆိုင်ရာတိုးမြင့်ရေး Institute နဲ့အင်တာဗျူးဖြေကြားပေးသူများအားလုံးကိုကျေးဇူးတင်ပါတယ်ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်